Hello everyone အားလုံးပဲမင်္ဂလာပါဒီချိန်ခင်မှာဒီနေ့ဒီချိန်နဲ့တူတူ grammar သင်ခန်းစာတွေကိုလေ့လာခဲ့ကြတာ lesson 32ကိုရောက်လာပါပြီ lesson 32မှာလေ့လာကြမယ်သင်ခန်းစာလေးကတော့ prepositions of place ပဲဖြစ်ပါတယ်ဒီထဲတို့ကဒီနေရာတွေရဲ့ prepositions တွေကိုသုံးတဲ့အခါမှာ at in on ကိုသုံးပါတယ်ဒါဆိုရင်ဘယ်လိုနေရာတွေမှာသုံးလို့ရတာလဲဒီချိန်နဲ့တူတူလေ့လာကြည့်ကြရအောင် at a point ဒီကိုနေရာပေါ့ဘယ်နေရာဆိုတဲ့ဟာကိုပြောချင်တယ် at the door တကားမှာပေါ့နော်ဒီတကားနားမှာပေါ့နော် at the crossroad ဒီလမ်းစုံမှာပေါ့နော် at the traffic light ဒီမြေပွိုင်းမှာဆိုတဲ့ဒီနေရာကို location ကိုပြောချင်တာပေါ့နော်နောက်တစ်ခု top တွေ bottom တွေ and တွေမှာသုံးပါတယ်ဥပမာ at the top of the stairs ဒီကားရဲ့ဒီထိပ်ပိုင်းမှာပေါ့နော်ဒီပေါ်ပိုင်းကိုပြောရဲ top at the bottom of the page ဒီစာမျက်နှာရဲ့အောက်ခြေအောက်ပိုင်းမှာလို့ပြောတာပါ at the end of the street လမ်းရဲ့အဆုံးမှာ okay နောက်တစ်ခု group activities တွေကိုပြောရင်လည်းသုံးပါတယ်ဥပမာ at a party မှာ at a concert တေးဂီတပွဲမှာ at the cinema ရုပ်ရှင်ရုံမှာနောက်တစ်ခု school တွေ university တွေကိုပြောရင်သုံးပါတယ် at school at university at home at work သုံးပါတယ်အလုပ် home နေ work တွေမှာသုံးတယ် shop ဆိုင်တွေမှာပြောချင်ကွာဆိုင်မှာပေါ့ပဲဆိုင်မှာ at the bakery ဒီဘာမုတ်ဆိုင်ပေါ့ကိမုတ်ဆိုင်ပေါ့ at a cafe coffee ဆိုင်မှာ at the chemist ဒီဆေးဆိုင်မှာပေါ့เนาะဒီလိုမျိုးပြောလို့ရှိရင်သုံးပါတယ် okay ဒါဆိုရင်ဒီကျတို့ in ကိုတော့ဒီ in ဒီအတွင်းထဲမှာပေါ့အတွင်းထဲမှာဖြစ်တဲ့အတွက် in a 3D space အတွင်းထဲမှာပေါ့နော်in the bag အဲ့ထဲမှာ in the classroom စာသင်ခန်းထဲမှာ in a box ထဲမှာ territory ဒီမြေတွေကုန်းမြေတွေမျိုးပြောတာမျိုးပေါ့နော် in London မှာ in Europe မှာ in the Alps ဒီ Alps ဆိုတဲ့တောင်ပေါ်မှာပေါ့နော် in the world ကမ္ဘာပေါ်မှာ okay နောက်တစ်ခု car တွေ van car တွေမှာသုံးတယ် in the car in a van ကားထဲမှာပေါ့နော် water in the sea in a river in a lake in the swimming pool နောက်တစ်ခုက printed material တွေ print ထုတ်ထားတဲ့ဟာတွေပေါ့ဥပမာ in a book in a picture in the newspaper သတင်းစာမှာokay ဒါဆိုရင်တော့ in ကိုသုံးလို့ရတဲ့နေရာတွေပါ on ဆိုရင်တော့ဒါအပေါ်မှာပြောတာဖြစ်တဲ့အတွက် on the surface ဒီမျက်နှာပြင်ပေါ်မှာကိုပြောတာပါ on the table ဒီ table ပေါ်မှာ on the carpet ဒီကော်စောပေါ်မှာ on the roof ဒီခေါင်မိုးပေါ်မှာ on the sofa ပေါ်မှာဒါ floor တွေပြောတယ်ပေါ့နော်အလွှာတွေပြောတယ် on the first floor ပထမအလွှာဒီတိုက်ခန်းတွေပါဆိုရင်ပထမအလွှာဒုတိယအလွှာအဲ့လိုမျိုးတွေပေါ့နော် on the fifth floor ငါလွှာမှာပေါ့နော်နောက်တစ်ခုကတော့ဘယ်တွေညာတွေ right တွေ left တွေပြောတယ် on the right ညာဘက်မှာ on the left ဘယ်ဘက်မှာနောက်တစ်ခု public transport ဒီပေါ့ဒီကျတော့ bus ကားပေါ်မှာဆိုရင်တော့ဒါမတ်တက်ရက်ပြီးတော့သွားလို့ရတယ်လမ်းလျှောက်သွားလို့ရတယ်အဲ့လိုမျိုးဖြစ်တဲ့အတွက်သူက on ဖြစ်သွားမယ်ပေါ့နော် on the bus on the train on a plane ဖြစ်မယ်ဒါပေမဲ့ car ဆိုရင်တော့အထဲမှာပဲဖြစ်တဲ့အတွက် in the car in a van ဖြစ်ပါမယ်နောက်တစ်ခုကတော့ media ပါ on the radio on TV on the internet on the website on a website ဒါဆိုရင်တော့ at ရဲ့ in ရဲ့ on ရဲ့အသုံးလေးကိုနားလည်ပါပြီ okay ဒါဆို example လေးတွေကြည့်မယ်နော် we use at to refer at a point near something တခုခုဒီမှာပေါ့ဒီအနီးတခုခုရဲ့အနီးနားမှာရှိတာမျိုးပြောတယ်ဥပမာ can you see that car at the traffic light ဒီ traffic light မှာဒီ traffic light ရဲ့အနီးနားမှာဒီမီးပွားရဲ့အနီးနားမှာအဲ့ကားကိုတွေ့လားပေါ့နော် who is that man at the door ဒီ door ပေါ့ဒီတကားရဲ့အနီးနားကလူကဘာတူလဲဒီအနီးနားကအရာတွေနေရာတွေကိုရည်ညွှန်းနေဆိုရင် at ကိုသုံးလို့ရတယ်နောက်တစ်ခု at the bottom of at the top or ဒီအပေါ်ပိုင်းအထိပ်ပိုင်း at the bottom of အောက်ခြေပိုင်းအောက်ပိုင်း at the end of အဆုံးပေါ့နော်ဆိုရင် we use at in the expression of at the top of at the bottom of at the end of for example she is at the top of the stairs
please sign at the bottom of the page. The new cafe is at the end of the street. ဒါဆိုရင်ဒီသုံးနှုန်းလေး at ရဲ့သုံးနှုန်းလေးတွေနားလည်မယ်ထင်တယ်နောက်တစ်ခု group activities တွေပေါ့နော် we use at to refer to group activity like parties day concerts day ဒီ party ပွဲတွေဒီတေးဂီတပွဲတွေ and other events တွေတခြားပွဲတွေပေါ့နော် we were at the cinema ငါတို့ cinema မှာရှိခဲ့တယ် I didn't see you at Jackie party Jackie ရဲ့ party မှာငါတို့မတွေ့ခဲ့ပါဘူး we met at a concert ငါတို့တေးဂီတပွဲမှာတွေ့ခဲ့တယ်ဆိုပြီးတော့ဒါ group activity တွေကိုပြောရင်သုံးပါတယ်နောက်တစ်ခုကတော့ at plus school university college we normally use at with school university and college for example he is at school every morning until 12:30 7 ထိတိုင်အောင်မနက်တိုင်းကျောင်းမှာသူကရှိတယ် I'm studying at Oxford University Oxford University မှာငါစာလေ့လာနေပါတယ်ဆိုပြီးနားလည်မယ်ထင်တယ်နောက်တစ်ခုကတော့we say but to be at home at work without there အဲ့မှာတော့ article တဲ့မသုံးပါဘူး she is at home ပဲပေါ့နော် at the home ဆိုရင်မှားတယ် I'll be at work or morning တမန်လုံးအလုံးမှာရှိလိမ့်မယ်ဆို at the work ဆိုရင်မှားပါတယ်ဒါဆိုရင် okay နောက်တစ်ခုကတော့ we use at to refer to shops တွေဆိုင်တွေ restaurants စားသောက်ဆိုင်တွေ cafe စတဲ့နေရာတွေကိုပြောချင်ရင်သုံးတယ် I am at the bakery မှာပေါ့နော် if you are at the chemist can you buy some aspirin okay အဲ့တော့ chemist စေးဆိုင်မှာပေါ့နော်မင်းစေးဆိုင်မှာရောက်တယ်ဆိုရင်ဒီ aspirin ဝယ်နိုင်တချို့ဝယ်လို့ရနိုင်မလားဆိုပြီးတော့ပြောတာပဲဖြစ်ပါတယ်ဒါဆိုရင်ဒီ channel တူတူအင်းရဲ့အသုံးပြုပုံလေးတွေကိုဆက်ပြီးလေ့လာကြည့်ကြရအောင်နော်in ဆိုတာကတော့အတွင်းထဲမှာပေါ့နော်ဒီ 3D space ရဲ့ဒီအတွင်းထဲမှာပြောတယ် we use in to refer to a position inside of a three-dimensional space ဒီ 3D space ရဲ့ဒီအတွင်းထဲမှာပြောတယ် the book is in the bag အိတ်ထဲမှာစာအုပ်ကအိတ်ထဲမှာဖြစ်တယ် she is waiting in the classroom စာသင်ခန်းထဲမှာသူမစောင့်နေရပေါ့နော်ဒါဆိုရင်နားလည်မယ်တင်တယ်ဒီပေါ်မှာဆိုရင် aspirin ဆိုတာကတော့ဒါကြိုက်ခဲပြောက်ဖျားနာပြောက်စီကိုပြောတာပေါ့နော်ဒါဆိုတော့ဒီထဲမှာနားလည်ပြီးလို့ဒီချက်တင်နေဆက်သွားကြည့်မယ် in a space with limits we also use in for areas that have limits or boundary like continents they the countries တွေ series တွေ regions တွေဒီ limit လောက်ထားတဲ့ area တွေပဲအဲ့အတွင်းထဲမှာပေါ့နော် continent ဆိုတာဒီကမ္ဘာမြေပေါ်မှာရှိတဲ့တိုက်ကြီးတွေပြီး countries နိုင်ငံတွေမြို့တွေဒီ regions တွေတိုင်းဒေသတွေစသဖြင့်ပေါ့နော်ဒီလိုမျိုး limit လောက်ထားတဲ့နေရာတွေကိုပြောချင်ရင်လည်းသုံးလို့ရပါတယ် Okay ဒါဆိုရင် example လေးကြည့်ကြည့်မယ် we are in France ငါတို့ပြင်သစ်မှာပေါ့နော်ဒီသူ့ရဲ့ limit လောက်ထားတဲ့နေရာဒေသတွေကိုပြောတယ် I love the houses in the Alps ဒီ Alps မှာရှိတဲ့ဒီအိမ်တွေအကုန်လုံးငါသဘောကျတယ်လို့ပြောတာပေါ့နော်ဒီမှာဆိုရင် ALPS Alps okay အမှဆိုရင် ups ဆိုတာကတော့ဒီတောင်တန်းပေါ့နော် ups ဆိုတဲ့တောင်တန်းမှာရှိတဲ့ဒီတောင်တန်းပေါ်မှာပေါ့နော်ဒီအိမ်ဒီကိုငါသဘောကျတယ်ကြိုက်တယ်ပေါ့နော်နောက်တစ်ခု in a car ကားမှာသုံးတယ် we use in for cars and van ဒီ car တွေ van car တွေမှာသုံးပါတယ် they are in the car okay နောက်တစ်ခုကတော့ in the water we also use in when something is in the water ရေထဲမှာရှိတာတွေ in the sea in the river in the swimming pool etc the kids have fun in the swimming pool ရေကူးကန်ထဲမှာကလေးတွေကပျော်ကြရဲပေါ့နော် okay ဒါဆိုလို့ရှိရင်ဒီစာမျက်နှာလေးကိုနားလည်မယ်ထင်ပါတယ်ဒါဆိုရင်ဆက်သွားမယ် in a picture in a book we also use in for things that are printed in book print ထုတ်ထားတဲ့ဟာတွေပေါ့နော် books တွေ pictures တွေ document တွေမှာသုံးပါတယ် who is that woman in the picture ဒီပုံလေးကပေါ့နော်မြို့သမီးကဘာတူလဲ does it say anything about the concerts in the newspaper မှာဆိုရင်ဒီသတင်းစာမှာစသဖြင့်သုံးပါတယ်ဒါဆိုရင်တော့ on ကိုဆက်ကြည့်မယ် on a surface we use on to refer to a position on a surface ဒီမျက်နှာပြင်အပေါ်မှာရှိတာတွေကိုပြောတာပါ the book is on the table table ပေါ်မှာစာအုပ်ရှိပါတယ်နောက်တစ်ခုကတော့ on the first floor on the second floor we use on to refer to floors in a building ဒီအဆောက်အဦမှာရှိတဲ့ဒီဘယ်အလွှာတွေကိုရည်ညွှန်းတာပေါ့နော်
The office is on the third floor ရုံခန်းကတော့တတိယမြောက်အထပ်မှာရှိပါတယ်ဆိုပြီးတော့ပြောတာပဲဖြစ်ပါတယ်ဒီမှာဟို supermarket တို့ဒီတိုက်ခန်းတို့အဆောက်အဦရဲ့အလွှာတွေကိုရည်ညွှန်းတဲ့အခါမှာသုံးပါတယ်နောက်တစ်ခု on the right on the left we use on in the expressions on the right and on the left the office is on the third floor on the left ဆိုเนาะဘယ်ဘက် on the right ညာဘက်အဲ့လိုမျိုးပေါ့เนาะနောက်တစ်ခုကတော့ we use on when we are using public transport ဖြစ်တဲ့ on the bus on a train on a plane မှာ she is on the bus right now သူမက bus ကားပေါ်မှာအခုရှိပါတယ်နောက်တစ်ခု we use on when we read see or learn something in the media ဒီ media ပေါ်မှာရှိတဲ့အရာတွေမြင်ရတယ်ဖတ်လို့ရတယ်လေ့လာလို့ရတာတွေဥပမာ on TV on the radio on the internet on a website I saw it on TV last night မနေ့ညက TV မှာငါတွေ့ခဲ့တယ် I learned it on the internet ပေါ်မှာငါဒါကိုလေ့လာခဲ့တယ်ပေါ့နော်ဒါဆိုရင်ဒီအကြောင်းအရာလေးကိုနားလည်မယ်ထင်ပါတယ်အဲ့တော့ဒီ prepositions တွေကို number 1 to 10 exercise တွေဖြည့်ကြည့်ပါမယ်ဖြေတာသိထားတယ်ဆိုရင်တော့ဒီထဲတို့ဗီဒီယိုလေးကိုစက်ကြည့်ပြီးတော့အဖြေတိုက်ပါမယ်အားလုံးမှန်တယ်ဆိုရင်တော့ဒီထဲကနားလည်တယ်လို့ယူဆပါတယ်မှားတာလေးတွေရှိသေးရင်တော့ဗီဒီယိုလေးကိုတစ်ခေါက်ကြည့်ပြီးတော့ပြန်ထောင်ပြီးတော့ exercise တွေဒီထဲကိုဖြည့်ပေးပါဒါဆိုရင်တော့ဒီထဲတို့နောက်ထပ်သင်ခန်းစာတွေမှာပြန်တွေ့ပါမယ်အားလုံးပဲ bye bye have a good day